ဒီအပိုင်းအစ်စ်မှာတော့ကျွန်တော်တို့စမ်းကော့နေနဲ့ဖះကဘာကောင်းလဲဘသူလဲဆိုတာနောက်ဆုံးတော့သိရမယ်အခန်းပါပြကောက်ရိုးဦးထုတ်အဖွဲ့သားတွေဒီ4000အတုံးနေရာကိုဘလို့ရောက်လာကြလဲဒီကျွန်းပေါ်ကိုရောက်လာရတဲ့အကြောင်းကိုလည်းသိရပါပြီဒါကတော့အပိုင်း1159ပါပြဒီပိုင်းစမှာတော့စမ်းကော်နေနဲ့ဖះကမင်းတို့လူသားအကောင်တွေငါလည်းကပြေးမလွတ်ပါဘူးလို့ကြွေးကြော်ရင်းလူဖီတို့နောက်ကနေအဆက်မပြတ်လိုက်နေပါတယ်ကောက်ရိုးဦးထုတ်အဖွဲ့သားတွေဟာအေယာမကြောင်ကြီးကို CP 4000တုံးမျိုးလေးတွေကနေအရှိန်ဟုန်နဲ့ပြေးလွှာနေကြပါတယ်အဲ့ဒီမျက်နှာဖုံးဆွတ်ထားတဲ့စမ်းကောစီကနေတက်နိုင်သမျှဝေးရကိုပြေးနေကြတာပါနာမီကတော့အဲ့ဒီအကောင်ကြီးကသူမကိုတကယ်ပဲထိတ်လန့်စေတယ်လို့ဝန်ခံပါတယ်သူကနတ်ဖျားတစ်ပါးထက်မိစ္ဆာတကောင်နဲ့ပိုတူနေပါတယ်ဦးစုပ်ကတော့သူတို့အောက်ကပြင်းထန်တဲ့တုန်ခါမှုအပေါ်မှာပဲအာယုံဆိုင်နေပြီးလူပီကတော့ပျော်ရွှင်ရင်မော်နေခဲ့ပါတယ်သူကသူ့ပတ်ပတ်လဲက4000တုံးတွေနဲ့တိဆောက်မှုတွေကိုကြည့်ပြီးတကယ်ကိုသဘောကျရင်မော်နေတာပါအဲ့ဒီလိုရုံးရင်းဆန်ခတ်ပြေးလွှားနေတဲ့ကြားကပဲသူကအဆောက်အဦတွေကြားထဲကနေဖြတ်ပြေးမဲ့အစားအပေါ်ကနေခုံကျော်သွားဖို့ကြောင်ကြီးကိုလူဖီကလန်းအော်ပြောပါတယ်စမ်းကောနတ်ဖျားတိဆောက်ထားတာတွေကိုသူမဖြတ်စည်းခြင်းလို့ပါလို့လူဖီပါဆိုပါတယ်ဒါကိုကြောင်ကြီးကသူ့ကိုလုံးဝလစ်လူရှူထားပြီးပြေးလွှားနေစေပါလူဖီစိတ်တူသွားပြီးသူတို့နောက်မှာတော့စမ်းကောနတ်ဖျားကနောက်ကနေထက်ချက်မကွာလိုက်နေကသူ့ရဲ့ကိုယ်ပိုင်အိမ်မွေးတိရစ္ဆာန်ကသူ့ကိုမတင်ပဲဘာကြောင့်ဒီကျူးကျော်သူလေးတွေကိုတင်ဆောင်သွားရတာလဲဆိုတာကိုသူနားမလည်နိုင်အောင်ဖြစ်နေပါတယ်အဲ့ဒီအချိန်မှာနာမီကလူတိုင်းကိုအံ့အားသင့်စေမဲ့အရာတစ်ခုလုပ်လိုက်ပြီးသူမကမြေပုံလန်းညုံကိုလုံးဝလွှင့်ပစ်လိုက်တာပါပဲအဲ့အချိန်ဦးစောကထိတ်လန့်စွာအော်ပြောရင်နာမီကတော့လမ်းကြောင်းတစ်ခုလုံးကိုအလွတ်မှတ်မိနေပြီလို့ဆိုပါတယ်အဲ့ဒါကိုလည်းသူမကကြောင်စီရင်အဖွဲ့သားတွေကိုရှင်းပြပါတယ်အပေါ်ကတိမ်တွေဆိုတာမျက်နှာကျက်မှာချိတ်ထားတဲ့ခွန်းလုံးတွေပဲကောင်းကင်ဆိုတာလဲလှည့်စားမှုတစ်ခုပဲဒီနေရာတစ်ခုလုံးကဘလူးကြီးတယောက်ရဲ့အိမ်တွင်းခန်းမတစ်ခုပဲလို့ဆိုပါတယ်ငါတို့ဒီရုပ်ပြကွက်ရဲ့တဝက်လောက်ကိုဖျက်ကျော်ပြီးရှစ်တက်တဲ့ကိုပဲဆက်သွားအဲ့ဒီမှာထွက်ပေါက်ရှိတယ်လို့ပြောပါတယ်စမ်းကောနတ်ဖျားကအဲ့ဒီအစီအစဉ်ကိုတည်သွားပြီးသူကကြီးမားတဲ့ပိုက်ကွန်ကြီးကိုထုတ်ပြီးသူတို့ကိုဖမ်းဖို့လုပ်ပါတော့တယ်ဒီမြေပုံကိုယုံကြည်လိုက်တာဟာကြီးမားတဲ့အမှားတစ်ခုပဲလို့သူကဆိုပါတယ်ဒီနေရာဟာဘီလူးတွေကိုချုံနှောင်ထားဖို့တည်တံ့ပြုလုပ်ထားတဲ့ထိမ့်သိမ့်တဲ့နေရာတစ်ခုလို့ပြောပါတယ်ဘသူမှဒီနေရာကနေမလွတ်နိုင်ဘူးရှေ့မှာမြင်နေရတဲ့နေရာစီရောက်သွားရင်တော့အဲ့ဒါဟာလမ်းပိတ်နေတဲ့နေရာပဲဖြစ်လိမ့်မယ်လို့ပြောနေပါတယ်ဆိုလို့နဲ့စန်ဂျီတို့ကတော့အဲ့ဒီစကားတွေကိုဂယုမဆိုင်ပဲသူတို့နှစ်ယောက်လုံးစိုးရိမ်တဲ့ပုံစံလုံးဝမရှိပါဘူးအဲ့ချိန်မှာပဲသူတို့အပေါ်ပိုက်ကွန်ကြီးကျလာပြီးကြောင်ကြီးနဲ့အဖွဲသား6ယောက်လုံးကိုတစ်ချက်တည်းနဲ့ဖမ်းမိသွားပါတယ်စန်ကောနတ်ဖျားကအောင်နိုင်သူအဖြစ်ကြွားဝါနေချိန်မှာလူဖီကတော့ကြောင်ကြီးကိုအော်ဟစ်အပြစ်တင်နေရတယ်ဆိုရိုနဲ့စန်ဂျီကတော့အစီအစဉ်ဆွဲဖို့စောင့်မနေပဲဆိုရိုကပိုက်ကွန်ကိုဓာတ်နဲ့စနစ်တကျပိုင်းဖြတ်လိုက်ပြီးစန်ဂျီကကျန်နာတွေကိုကန်ချက်တစ်ချက်တည်းနဲ့ဖျက်ဆီးပစ်လိုက်ပါတယ်တန်ပိုက်ကွန်ကြီးအပိုင်းပိုင်းပြတ်သွားပြီးအဖွဲ့သားတွေနဲ့ကြောင်ကြီးဟာလွတ်မြောက်သွားပါတယ်စန်ကောနတ်ဖျားကဖြူဟာပြောင်းလိုက်ပြီးရှေ့မှာအီယာကော့နာနတ်ဖျားရဲ့နေမြေရှိကြောင်းနဲ့မင်းတို့ဘယ်တော့မှလွတ်မြောက်နိုင်မှာမဟုတ်ဘူးလို့ပြောနေခဲ့ပါတယ်ဒါပေမဲ့မြို့သူမြို့သားတွေကအီယာကော့မရှိတော့ပါဘူးသူမရှိတော့တာကြာပါပြီလူသားစားတဲ့ယုံကြီးရဲ့နေရာမှာဖြူဖွေးနေတဲ့အယိုးစုပဲကျန်ပါတော့တယ်လို့စမ်းကော့နတ်ဖျားကိုပြောပြလိုက်ပါတယ်စမ်းကော့နတ်ဖျားဟာအဲ့ဒါကိုကိုယ်တိုင်ကြည့်ဖို့ရောက်လာပါတယ်သူကအဲ့ဒီအယိုးစုကိုကြည့်ပြီးငြိမ်သက်သွားပြီးသူကအယူတယောက်လိုတဟားဟားနဲ့ရေမောပါတော့တယ်သူရဲ့အဲ့ဒီလိုရေမောတန်ကဒေါသထွက်တာထက်တောင်မြို့သူမြို့သားတွေကိုပိုကြောက်လန့်စေပါတယ်ဒီအဖွဲ့ကိုသူတကယ်ပဲအထင်သေးခဲ့မိတယ်လို့သူဝန်ခံလိုက်ပြီးသူတို့ကငါကိုတကယ်ပဲစိတ်လှုပ်ရှားစေခဲ့ပါတယ်လို့ဆိုပါတယ်သူတိဆောက်ထားတဲ့ဒီကဘာငယ်လေးအကြောင်းကိုတလုံးပြီးတလုံးအယူတယောက်လိုရေရွတ်နေတာကိုမြို့သူမြို့သားတွေကတော့ကြောက်လန့်ပြီးမြင်တက်နေကြပါတယ်အဲ့အချိန်အပြင်ကိုထွက်လို့ရမယ်ပေါ်တဲ့တကားကြီးကိုတွေ့လို့ရပြီးကောက်ရိုးဦးထုတ်ဖွဲ့သားတွေကတော့ဒါဟာအခွင့်အရေးပဲဆိုတာသိလိုက်ပါတယ်ဒီလောက်အိမ်ထဲမှာအချိန်တော်ကြာနေထိုင်ခဲ့ရတဲ့လူတွေကလည်းအဲ့ဒီအခွင့်အရေးကိုမြင်သွားပြီးချက်ချင်းထွက်ပေါက်ကနေထွက်ပြောကြဖို့အချင်းချင်းတတိပေးပြောနေကြပါတယ်အပြင်ထွက်ဖို့အခွင့်အရေးရှိရင်အခုပဲလှုပ်ရှားဖို့သူတို့ဆုံးဖြတ်လိုက်ကြပါတယ်အခုပဲလို့ပြောနေချိန်မှာစမ်းကော်ဖျားကထူးဆန်းတဲ့အရာတစ်ခုပြောလိုက်ပါတယ်ဟာရူဒင်ကကောက်ရိုးဦးထုတ်ပင်လယ်ဓာတ်ပြတွေကိုအတိမတ်ပြုခြင်းပေမဲ့ဒါပေမဲ့သူကိုယ်တိုင်ကတော့ဟာရူဒင်ဆိုတဲ့နာမည်နဲ့သူတို့ကိုဘယ်တော့မှလက်ခံမှာမဟုတ်ဘူးလို့ရေးရွတ်လိုက်ပါတယ်နာမီနဲ့ချော်ပါတို့ကအဲ့ဒီအမည်ကိုချက်ချင်းကြားလိုက်ပြီးဇဝေဇဝါဖြစ်သွားကြပြီဦးစောကတော့စောင့်မနေပါဘူးသူကသူ့ရဲ့လောက်လေးခွားကိုမြှောက်ပြီးရှေ့ကမှန်ချက်စီကိုချိန်ကရင်းစတာစကပ်ဖုံးနဲ့ပစ်လိုက်ပါတယ်ပောက်ကွဲမှုကြောင့်အတုံးတွေနဲ့တိဆောက်ထားတဲ့နေရာကြီးဟာတုန်ခါသွားပြီးမှန်ချက်ကအစိတ်စိတ်ကွဲထွက်သွားပေမဲ့နောက်ကနေရန်ကတော့ခံနေတာကိုပါအားလုံးတွေ့လိုက်ရပါတယ်အဲ့ဒီနေရန်ကဘီလူးတွေကိုထိမ့်သိမ့်ဖို့တိဆောက်ထားတာမို့လို့အလွန်ထူထဲပြီးခိုင်ခန့်လာပါတယ်ဒါပေမဲ့လူဖီတို့အဖွဲ့ကတော့ရှေ့ကိုတက်လာနေစေပါတစ်ဖက်မှာလည်းစမ်းကောနတ်ဖျားကကောက်ရိုးဦးထုတ်အဖွဲ့သားတယောက်ချင်းစီရဲ့နာမည်တွေကိုတယောက်ချင်းစီပြောနေခဲ့ပါတယ်အဲ့ဒီအချက်ကနာမီနဲ့ချုပ်ပါအတွက်တော့မှားယွင်းနေတယ်လို့ခံစားရစေပါတယ်သူတို့ကိုဘလို့လှုပ်သိနေတာလဲဆိုပြီးနာမီကတော့တခုခုကိုလှုပ်ဖို့ဆုံးဖြတ်ချက်ချပြီးပါပြီသူမကဦးစော့ဘက်ကိုလှည့်ပြီးတာမန်အတိုင်းပဲမေးလိုက်ပါတယ်တဘာဝဘေးအန္တရာယ်တွေဆိုတာဘသူအပြစ်မှမဟုတ်ဘူးမဟုတ်လားငလင်တွေရေကြီးတာတွေမုန်တိုင်းတွေအတွက်ဘသူကိုမှအပြစ်တင်လို့မရဘူးလေလို့ပြောလိုက်ပါတယ်ဦးစော့ကဘာမှမစင်စားပဲသဘောတူလိုက်ပြီး
နာမီကခေါင်းငိမ့်ပြပါတယ်သူမဟာဒုက္ခမျိုးစုံကြုံခဲ့ရပြီးဒီစန်းကော့ဘလူးကြီးဟာသူမကြုံခဲ့ရသမျှခြေလမ်းတိုင်းအတွက်ပြန်ပေးဆက်ရတော့မယ်လို့ဆိုပါတယ်ဆန်ဂျီကအဲ့ဒီစကားကိုကြားသွားပြီးသူ့ရဲ့မျက်နှာအမူအရာလုံးဝပြောင်းလဲသွားပြီးသူကငင်းခုန်ဖို့မဟုတ်ပဲသူ့မှာလည်းနာကျင်ချက်ရှိနေလို့ဝင်ပြောတာပါအဲ့ဒီအကောင်ကြီးကနာမီဆန်ရဲ့အဝတ်စားတွေကိုလဲခဲ့တယ်ဆိုပြီးဆန်ဂျီကအဲ့ဒီလူကိုသူ့ခြေထောက်နဲ့နင်းချပစ်မယ်လို့အတီးကြီးပြောလိုက်ပါတယ်အဲ့ဒါကိုနတ်ဖရားရဲ့ပြစ်ဒဏ်လို့သူကဆိုပါတယ်မျက်နှာဖုံးနောက်ကစံကောနတ်ဖရားဟာငြိမ်သက်သွားပါတယ်အဲ့ဒီတိတ်ဆိတ်မှုထဲမှာပဲဒီဖြစ်ရက်တွေဘလို့စတင်ခဲ့တယ်လဲဆိုတဲ့အတိတ်မှညံစီကိုဇလန်းကပြန်သွားပါတယ်နေအောင်ကြီးနတ်ဖရားဆိုတာရုပ်ဖြစ်ပါတယ်သူဟာဟာရူဒင်ဦးဆောင်တဲ့ဘီလူးစစ်တီတော်ပင်လယ်သားပြအဖွဲ့တစ်ကလမ်းပြနက်ပီဂေတာတယောက်ပါသူ့ရဲ့ကြီးကမ်းမြူချန်ကတောင်ဆန်ဆန်းနီးတင်မောကိုသူ့စီတဲဆောင်လာခဲ့တာပါတင်မောပေါ်မှာဘသူတွေပါလာလဲဆိုတာသိလိုက်ရတဲ့အချိန်မှာရုပ်ကတကယ်ကိုအံ့အားသင့်သွားခဲ့ပါတယ်ဘလူးကြီးတွေရဲ့တင်မောစုနဲ့အတူလိုက်ပါလာတဲ့အဖွဲ့သားတွေဟာလုံးဝကိုအိမ်မောကျနေခဲ့ကြပါတယ်အခက်ကနေထွက်လာပြီးနောက်ဘာဖြစ်ခဲ့တယ်လဲဆိုတာကိုသူခံမှန်းလိုက်ပြီးသူတို့ဟာမြူတူတူထဲတဲ့ပင်လယ်ပြင်မှာပြဿနာတစ်ခုခုနဲ့တိုးခဲ့ပြီးအားလုံးသတိမေ့သွားခဲ့တယ်လို့ဆိုပါတယ်ပြီးတော့ရုတ်ကဟာရူဒင်ကလူဖီရဲ့လက်အောက်ခံအဖြစ်ဂတိတစ္ဆာပြုခဲ့တဲ့အချိန်ကိုပြန်စဉ်းစားပြီးမုန်းတီးမှုတွေခံစားနေရပါတယ်။သူကလူဖီရဲ့လက်အောက်ခံဖြစ်လာဖို့လုံးဝစိတ်မဝင်စားခဲ့တာပါ။သူဟာအယ်ဘက်ဖ်ရဲ့စစ်တီတော်တယောက်ပါဒီလောက်သေးငယ်တဲ့လူတွေရဲ့လက်အောက်မှာနေရမယ်ဆိုတဲ့အယူအဆကိုသူလက်မခံနိုင်ပါဘူး။ဒါကြောင့်သူကသူတို့ကိုယူလာခဲ့ပြီးသူကလူဖီနဲ့နာမီကိုသူ့ရဲ့လက်ဖွားထဲမှာတင်ပြီးတည်လာခဲ့ပါတယ်။ရုတ်ဟာနာမီကိုစူးစူးရဲရဲစိုက်ကြည့်ပြီးထူးဆန်းတဲ့ဆွဲလန်းမှုရှိနေပါတယ်ဒါပေမဲ့သူကသူတို့ကိုကင်ထားတော့မှပဲအဖွဲ့သားတွေနိုးလာဖို့အစပြုခဲ့ပါတယ်ဒါကိုသူကမြက်မြက်ဆန်ဆန်ပဲအပြင်းနဲ့မေးစေးတွေနဲ့ဖြန်းမှုတ်လိုက်ပြီးပြန်အိမ်မော်ကျသွားအောင်လုပ်လိုက်ပါတယ်ပြီးတော့သူတို့ကိုအဝတ်စာတွေကိုချွတ်ပြီးဘိုက်ကင်းဝတ်စုံတွေလဲပေးပြီးသူ့ရဲ့4000တုံးတွေနဲ့တိဆောက်ထားတဲ့နေရာမှာပိတ်လောင်ကသူ့ရဲ့ကိုယ်ပိုင်ဖြောပြမှုအဖြစ်ထိုင်ကြည့်နေခဲ့တာဖြစ်ပါတယ်အခုပြစ္ဆုတ်ပံမှာတော့ရုပ်ကသူတို့ကိုဆက်ပြီးလက်နက်ချဖို့နဲ့တသက်လုံးသူ့လိုချနေထိုင်သွားဖို့ပြောနေပြီးအဲစကားကိုဘယ်သူမှနားမထောင်တော့ပါဘူးနာမီနဲ့ဇူးစတို့ဟာကောင်ကင်ရဲ့မျက်နှာချက်မှာမင်းမောင်လေးလံတဲ့မိုးတိမ်တောင်ကြီးကိုရုပ်ရဲ့ခေါင်းတက်တဲ့မှာဖန်တီးလိုက်ပါပြီသူမကသူမရဲ့ကလိုင်မှာတက်တုတ်ကိုလွှဲချလိုက်ကမိုးကြိုးကသူ့ကိုထိမှန်သွားပါတယ်ရုပ်တယောက်ကလည်းဘာမှမတုံ့ပြန်နိုင်ခင်မှာပဲလျှက်စစ်ရှော့ထိပြီးထောင်တင်းပြီးအထိနာနေခဲ့ပါတယ်အဆောက်အဦတွေကလည်းမိုးကြိုးထိမှန်ပြီးပြိုကျနေပါပြီဦးစောကတော့သဘောကျရင်မော်နေခဲ့ပါတယ်လူဖီကဂီယာဘိုးကိုထုတ်သုံးဖို့သူ့ရဲ့လက်မောင်းကိုနောက်ကိုဆွဲဆန့်လိုက်ပြီးသူ့ရဲ့အတွင်ပြောင်းလဲမှုကိုလက်မောင်းတစ်ဖက်ထဲမှာပဲစူးစီးလိုက်ပြီးတကိုယ်လုံးမဟုတ်ပဲလက်မောင်းတစ်ဖက်ထဲကိုပဲလိတ်ခွေပြီးအစင်သင့်ပြင်လိုက်ကနမီရဲ့တိုက်ခိုက်မှုကြောင့်တုံခါနေတုံးဖြစ်တဲ့ရုပ်ဟာသူနဲ့ထိုက်တန်တဲ့အကျိုးပေးကိုရတော့မှာပါအပြင်ဘက်မှာရှိနေတာဟာတကယ်ပဲအယ်ဘတ်ဖြစ်ပါစေလို့လူတိုင်းကတိတ်တဆိတ်ဆူတောင်းနေကြပါတယ်ဇိုးယိုကလည်းနောက်ဆုံးတော့အပြင်ရောက်ပြီလို့ဆိုလိုက်ပါတယ်ဆန်ဂျီကလည်းကိုအပြစ်ကိုခံလို့နာဘူးကြီးလို့ပြောလိုက်ပြီးဦးစောကလည်းအပြင်ဘက်ကအဲဘတ်ဖြစ်ပါစေလို့ဆူတောင်းနေပါတယ်လူဖီကနယန်ကြီးကိုသူ့ရဲ့လက်သီးနဲ့ထိုးဖောက်လိုက်ပြီးဂန်ဂန်ဂျိုင်းယန်ပစ္စတိုဆိုတဲ့အတန်နဲ့အတူထိုးချလိုက်ကခိုင်ခန့်လာတဲ့အကာအကွယ်ကြီးဟာတဆစီပေါက်ကွဲထွက်သွားပြီးနယန်ကြီးလုံးဝပြိုကျသွားပါပြီမြေကြီးများကွဲထွက်သွားကအလုံးလည်းအပြင်ရောက်ပြီဆိုပြီးအော်ဟစ်ပြီးပြုံးနေကြပါတယ်ဒါလေးကတော့ One Piece အပိုင်း1159ဖြစ်ပြီးနောက်ပိုင်းတွေထွက်လာရင်လည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျလာရောက်ကြည့်ရှုကြတဲ့တယောက်ချင်းစီတိုင်ကိုကျေးဇူးတင်ပါတယ်ဗျ